ဒီနေ့ပိုင်းမှာတော့နာရူတိုတို့ကမိုးချိုးနိုင်ငံလာကြိုတဲ့တင်မောနဲ့တင်ဖုံးရပိုင်တဲ့ကိုဝင်လာကြပြီးနာရူတိုကသူ့ကိုကူညီမဲ့ရေပွဲကိုလိုက်ရှာနေပါတယ်။အဲ့အချိန်မှာကျွန်းကိုစတင်မြင်လိုက်ရပေမဲ့သူတွေးထားသလိုဒုက္ခပုံတစ်တော့မဟုတ်ပဲကျဲတဲ့နဲ့တရိတ်ဆန်နေတဲ့ပြည့်နေတဲ့ကျွန်းတစ်ခုဖြစ်နေပါတယ်။ထို့အချိန်မှာရေပွဲလက်တော်နေပေါ်လာတာကြောင့်နာရူတိုကပျော်သွားပေမဲ့ရေပွဲမဟုတ်ပဲအေယာမပြည်ကြီးငါဖြစ်နေပါတယ်။ဒီကောင်ကြီးကကျွန်းရဲ့ကန်းဆက်မှာရှိတဲ့အရိုင်းကောင်ကြီးဖြစ်ပြီးလာသမျှလူတွေကိုတိုက်ခိုက်တတ်တာကြောင့်နာရူတိုကိုဖမ်းခေါ်သွားတဲ့အချိန်မှာခေလာဘီရဲ့ရှင်မီရေပွဲကပေါ်လာပါတယ်။ပြည်ကြီးငါကိုဆုံးမပေးပြီးရဲ့နောက်ရှင်မီဂျင်ဂျူရီကီခေလာဘီပေါ်လာပြီးသူ့ရဲ့ထုံးစံအတိုင်းကြောင်တောင် rap တွေထားယူနေပါတယ်။ပြီးရဲ့နောက်သူတို့ကိုစောင့်နေတဲ့မိုတိုအီဆိုတဲ့သူကနာရူတိုတို့တက်ရမယ့်နေရာကိုခေါ်သွားပေးပါတယ်။အဲ့အချိန်ကင်းကောင်ကြီးတကောင်ကရန်ပြုတ်ဖို့လုပ်ပေမဲ့ဘီတာလိုက်ုံနဲ့ငြိမ်ကျသွားပြီးဘီကဒီတစ်တော်ထဲမှာရှိတဲ့တားရဲကောင်တွေအားလုံးထဲမှာအဆင့်အမြင့်ဆုံးဖြစ်တဲ့အတွက်အားလုံးကိုကင်တွင်နိုင်တာကြောင့်သူ့အနားမှာနေအန်နီယယ်ကင်းနိုင်တဲ့အကြောင်းမိုတိုရီကပြောပါတယ်။ခေလာဘီကတိတ်ဖုံးရရဲ့သူ့ရဲကောင်တစ်ယောက်ဖြစ်တဲ့အပြင်ရှင်မီကိုကောင်းကောင်းထိန်းချုပ်နိုင်တဲ့ဂျင်ဂျူရီကီဖြစ်တဲ့အတွက်ကျွန်းမော်ကိုတယောက်ချင်းကပ်လာတာနဲ့တန်းသိနိုင်မှာဖြစ်တာကြောင့်နာရူတိုတို့ကိုထားဖို့ဒီကျွန်းကိုရွေးခဲ့တာဖြစ်ပါတယ်။ပြီးရဲ့နောက်တဲရမယ့်နေရာကိုရောက်လာကြပြီးအနားယူနေတဲ့အချိန်မှာနာရူတိုကရှင်မီစီကိုသွားပြီးသူကကိုမီဂျင်ဂျူရီကီဖြစ်တဲ့အကြောင်းနဲ့ထိန်းချုပ်နိုင်အောင်လေ့ကျင့်ပေးဖို့သွားပြောပါတယ်။ဒါပေမဲ့ဘီကတော့ဒီနေရာကိုသူ့အကိုလာခိုင်းလို့လာတာဖြစ်တဲ့အတွက်သူ့ရဲ့ရှားပါတဲ့နားရက်လေးကိုမဖြုံးပြနိုင်ကြောင်းပြောပါတယ်။အဲ့ဒါကြောင့်နာရူတိုကပေါ်တိုတို rap တွေနဲ့ဘီလိုလိုက်ပြောတဲ့အချိန်မှာဘီကသဘောကျသွားပြီးသူနဲ့လက်သီးချင်းတိုက်ဖို့ပြောတဲ့အတွက်နာရူတိုကတိုက်လိုက်ရင်းနဲ့မျက်မှန်ကြီးနဲ့ရီရတယ်လို့သွားပြောလိုက်ပါတယ်။ပြီးတော့မှဆက်စီဂျူဆုနဲ့ပြန်ချော့ဖို့စ조사ပေမဲ့အလုံးမဖြစ်ပဲဘီကအခန်းထဲပြန်ဝင်သွားပါတယ်။အဲ့ဒါကြောင့်မိုတိုအီစီကိုပဲဘီကဘလို့လေ့ကျင့်ခဲ့လဲဆိုတာကိုသွားမေးလိုက်ပြီးဘီမကောင်းကြောင်းအတင်းသွားပြောနေရကြောင်းမိုတိုအီကနာရူတိုကိုဒေါသထွက်သွားပါတယ်။နာရူတိုသားဂျင်ဂျူရီကီဆိုရင်ဘီကသူ့ရဲ့ငယ်ဘဝကိုဘလို့ဖြတ်တန်းခဲ့ရလဲဆိုတာကိုနားလည်ဖို့မိုတိုအီကပြောလိုက်တာကြောင့်အဲ့ဒါဆိုရင်သူ့ဘဝကိုလည်းခံမှန်းနိုင်ပြီးဘာလို့မကူညီပေးရလဲလို့နာရူတိုကမေးပါတယ်။အဲ့ဒါကြောင့်ပဲမိုတိုအီကဘီမှာအကြောင်းရင်းတစ်ခုခုရှိရမယ်လို့ပြောပြီးသူနဲ့နှုတ်ဆက်ခဲ့သေးလားလို့မေးလိုက်တဲ့အခါနာရူတိုကလက်သီးချင်းတိုက်ခဲ့တာကိုပြန်သတိရသွားပါတယ်။ပြီးရင်နောက်ယာမာတိုနဲ့အတူဘီလေ့ကျင့်ခဲ့တဲ့အမှန်တရားရေတကွန်ဆိုတဲ့နေရာကိုခေါ်လာခဲ့ပါတယ်။ဒါပေမဲ့ဒီနေရာကပထမအဆင့်တက်ဖြစ်ပြီးကိုယ့်ရဲ့အဆင့်မှန်ကိုမြင်ရလိမ့်မယ်လို့မိုတိုအီကပြောပါတယ်။ပြီးရင်နောက်ရေတကွန်တွေကနေလူတွေမင်းအပေါ်ရုတ်တရက်ကြီးကောင်းလာတာကယုံမှုကောင်းတယ်ဆိုတဲ့အတန်နဲ့အတူမျက်လုံးအနီအောင်နဲ့နာရူတိုကပေါ်လာပါတယ်။သူကနာရူတိုရဲ့အဆင့်မှန်ဖြစ်ပြီးနာရူတိုရဲ့နှလုံးသားအနက်ရှိုင်းဆုံးနေရာမှာရှိရဲ့အမုန်းတရားနဲ့အမှောင်ချမ်းကိုကိုစားပြုတဲ့သူဖြစ်ကြောင်းဒုတိယနာရူတိုကပြောပါတယ်။သူကသာအစစ်မှန်ဖြစ်ပြီးကိုမီကလည်းသူ့ကိုသဘောကျတာကြောင့်သူ့ကိုနာရူတိုမောင်းထုတ်လို့မရဘူးလို့ပြောရင်းနဲ့ပြေးလာပြီးတိုက်ခိုက်ပါတယ်။အဲ့အချိန်ဘီကတော့တောကောင်ကြီးနဲ့နဘန်းပွဲလုပ်နေပြီးရှင်မီကနာရူတိုကိုဘာလို့မကူညီပေးရလဲလို့ပြောရင်းနဲ့သူကဘီငယ်ငယ်ရနဲ့တူချောင်းပြောပါတယ်။တစ်ဖက်မှာနာရူတိုကတော့လက်ရည်တူတွေဖြစ်နေပြီးကိုဝါအရေအတွက်အတိုင်းမှာတူညီနေတဲ့အတွက်တိုင်ပတ်နေတဲ့အချိန်မှာမိုတိုကြီးကရေတကုံဘေးမှာထိုင်ပြီးအာယုံဆိုင်နေမယ်ဆိုရင်မှန်တစ်ချက်လို့ဖြစ်လာမှာဖြစ်ပြီးကိုယ့်ရဲ့မသိစိတ်တွေကိုဝင်နိုင်မှာဖြစ်တဲ့အတွက်နာရူတိုကအခုသူ့ရဲ့တခြားတစ်ဖက်နဲ့တိုက်ခိုက်နေရတဲ့အကြောင်းယာမာတိုကိုပြောပြပါတယ်။အဲ့အချိန်တူညီရဲ့ရာစင်ကန်နဲ့ပါတိုက်ခိုက်နေတဲ့အတွက်ပောက်ကွဲမှုကြောင့်နာရူတိုကပြန်တရိရလာပြီးသူ့ရဲ့အမှောင်နဲ့အဆုံးမရှိတဲ့တိုက်ပွဲကိုတိုက်နေရတဲ့အကြောင်းပြောပါတယ်။မိုတိုအီကသူ့ကိုမနိုင်ကိုမီကိုထိန်းချုပ်နိုင်မှာမဟုတ်တဲ့အတွက်ပထမအဆင့်ဖြစ်တဲ့အမှန်တရားရည်တကွန်ကိုနိုင်အောင်တိုက်ရမယ်လို့ပြောပါတယ်။ဘီကိုသွားမေးမယ်ဆိုရင်လည်းပြောပြမှာမဟုတ်တာကြောင့်မိုတိုအီကိုပဲဘီရဲ့ငယ်ဘဝအကြောင်းပို့ပြီးသိရအောင်မေးလိုက်ပြီးသူနဲ့ဘီရဲ့ကြားကကွာခြားချက်ကိုသိအောင်လုပ်ပါတယ်။ဘီရဲ့ဘဝကလည်းဂျင်ဂျူရီကီတယောက်ဖြစ်တဲ့အတွက်ကြီးမားရဲ့စွမ်းအားနဲ့အတူရွာကလူတိုင်းရဲ့အမုန်းတရားနဲ့ပြစ်ပယ်တာကိုခံခဲ့ရပေမဲ့ဘီကသူ့ဘာသာအမြဲပြောအောင်နေပြီးကိုအားပေးနေခဲ့ပါတယ်။တိမ်မုံရကဂျင်ဂျူရီကီကိုရွေးချယ်တဲ့နေရာမှာတစ္ဆာဖောက်တဲ့ကိစ္စတွေလိုမျိုးမဖြစ်အောင်ခါကဲရီရဲ့သွေးသားရင်းချတွေကိုပဲရွေးချယ်လေးရှိပြီးအဲ့ဒီစွမ်းအားကိုရွာရဲ့ခေါင်းဆောင်ခါကဲကိုကာကွယ်ဖို့အသုံးပြုကြတာဖြစ်တဲ့အတွက်ဘီကသူ့ကိုဖြစ်တဲ့ရိုင်ဂါကဲကြောင့်ထူးချွန်တဲ့ဂျီဂျူရီကီတယောက်ဖြစ်အောင်စ조사လေ့ကျင့်ခဲ့တဲ့အကြောင်းပြောပြပါရယ်ဘီကအမုန်းတရားရေတကွန်လေ့ကျင့်ရေးကိုလည်းခဏလေးနဲ့ကျွမ်းကျင်ခဲ့ပြီးတော့လူတွေလေးစားရတဲ့ရွာရဲ့သူရဲကောင်းတစ်ယောက်ဖြစ်လာခဲ့ကြောင်းပြောတဲ့အခါနာရူတိုကသူ့အစားဘီကိုမေးကြည့်ပေးဖို့မိုတိုအီကိုပြောပါရယ်ဒါပေမဲ့မိုတိုအီကတော့သူ့မှာအဲ့လိုတောင်းဆိုဖို့အခွင့်အရေးမရှိပဲသူကလည်းတခါတော့ဘီကိုတတ်ဖို့စ조사ခဲ့မှုတဲ့အကြောင်းပြောလိုက်ပါတယ်လွန်ခဲ့တဲ့နှစ်30ရာဂျင်ချူရီကီမထိန်ချုပ်နိုင်ခင်ရှင်မီကမကြာခဏတောင်းကျမ်းနေတဲ့အတွက်တတိယမြောက်ရိုင်ဂါကဲနဲ့သူ့လူတွေကခက်ခဲနဲ့ဖန်စီချိတ်ပေးဖို့လုပ်ခဲ့ကြပါတယ်။အဲ့ဒီမှာပဲမိုတိုရဲ့အဖေကရှင်မီရဲ့ဦးကျိုကြောင့်တိတ်ဆုံးခဲ့ရပြီးတတိယမြောက်ရိုင်ဂါကဲကြောင့်ပဲဦးကျိုတစ်ဖက်ပြက်ကချိတ်ပိတ်ထားနိုင်ခဲ့ကြပါတယ်။ဒါပေမဲ့ရွာကြီး900ကြားမှာစွမ်းအားညီများဖို့အတွက်ရှင်မီကိုထိန်ချုပ်နိုင်တဲ့ဂျင်ချူရီကီရှိဖို့လိုအပ်ခဲ့တာကြောင့်မိုတို9နှစ်သားလောက်မှာသူ့ရဲ့တငယ်ချင်းဘီကိုလာခေါ်သွားခဲ့ပါတယ်။အရင်ဂျင်ချူရီကီကိုချိတ်ပိတ်ခဲ့ကြပြီးတော့ဘီကိုရှင်မီရဲ့လက်ခံကောင်အသေးဖြစ်ရွေးချယ်ခဲ့ကြတဲ့အတွက်မိုတိုကရှင်မီဆိုတဲ့အရာကိုထိန်ချုပ်လို့ရမှာမဟုတ်ပဲရှင်မီမိစ္ဆာကိုလက်စားချေပြီးတပ်ပစ်နိုင်မှုပဲစဉ်းစားနေခဲ့ပါတယ်။အဲ့ဒါကြောင့်ပဲအမြဲပြောနေတဲ့သူ့ရဲ့တငယ်ချင်းဘီကိုကြည့်ပြီးရှင်မီပေါ်မုံတီးမှုတွေကဂျင်ဂျူရီကီဖြစ်တဲ့ဘီပေါ်တက်ရောက်ခဲ့ပြီးတော့သူ့ကိုတက်လိုက်ရင်ရှင်မီလည်းတေသွားမယ်လို့ထင်ခဲ့ပါတယ်။မိုတိုကြီးကအဲ့ဒါကြောင့်မျက်နှာကိုအုပ်ထားပြီးဘီကိုတက်ဖို့စ조사ခဲ့ပေမဲ့ဘီကစိတ်မဆိုးပဲသူ့ကိုတငယ်ချင်းတယောက်လိုပဲဆက်ဆံခဲ့တဲ့အတွက်မိုတိုကြီးကနောက်ပိုင်းမှာဘီနဲ့စကားမပြောဘဲနေခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဘီကိုသူ့တယောက်တည်းမုံတီးနေရမဟုတ်ပဲတရွာလုံးကသူ့ကိုယွန်းစရာကောင်းလို့ဝိုင်းဆက်ဆံကြတာတောင်ဘီကအပြုံးမပြတ်ပဲရှေ့ဆက်နိုင်ခဲ့တာကိုကြည့်ပြီးသူ့ရဲ့နာကျင်မှုတွေကဘီနဲ့ရှင်ရင်ဘာမှမဟုတ်ဘူးဆိုတာကိုမိုတိုကြီးကနားလည်သွားခဲ့တာဖြစ်ပါတယ်။အဲ့ဒါကြောင့်ပဲကိုအပြစ်ရှိရဲ့စိတ်နဲ့ဘီကိုတစ်သက်လုံးစကားမပြောရဲခဲ့တာဖြစ်ပြီးတနေ့ကျရင်ဝန်ခံမယ်လို့ဆုံးဖြတ်ထားခဲ့တာဖြစ်ပါတယ်။နာရူတိုကလည်းဘီအကြောင်းကိုကြားလိုက်ရပြီးတယောက်တည်းအေးအေးဆေးဆေးခဏလောက်နေနေနဲ့သူ့ဘဝရဲ့နာကြီးချက်တွေအပြောင်းလဲတွေကိုပြန်စဉ်းစားနေခဲ့ပါတယ်။
အဲ့ချိန်ဘေးကစောင့်နေတဲ့မိုတိုကြီးကိုပြည်ကြီးငါကလာဆွဲသွားပြီမဲ့ငတုံးနာရိုတိုကတော့ရေပွဲထင်ပြီးမလုပ်ပါနဲ့လို့ဘီကိုလှမ်းပြောပါတယ်ဒါပေမဲ့ယာမာတိုကပြည်ကြီးငါဖြစ်ကြောင်းလှမ်းပြောလိုက်ပြီးမှလက်တံရှစ်ချောင်းရှိမရှိရေကြီးနေပြီးနှစ်ယောက်သားကမိုတိုကြီးကိုကယ်ဖို့လုပ်ကြပါတယ်အဲ့ချိန်မှာပဲခေလာဘီကရှင်မီပုံစံနဲ့ rapid ဆိုရင်ရောက်လာပြီးပဲပဲနဲ့တီးလိုက်ပါတယ်မိုတိုကြီးကတော့ तू ကဘီကိုတတ်ဖို့စူးစမ်းခဲ့တာကိုမှတ်မိရမလားလို့မေးပေမဲ့ဘီကတော့မိုတိုကြီးနဲ့ तू ပျော်ပျော်ရွှင်ရွှင်အတူရှိခဲ့ပြီးစူးစမ်းလေ့ကျင့်ရင်းနဲ့အချစ်ဆုံးတငယ်ချင်းတွေအဖြစ်အတူဖြစ်တန်းခဲ့တာကိုပဲမှတ်မိရဲ့အကြောင်း rap တွေရွတ်ပြလိုက်ပါတယ်အဲအကြောင်းပဲမိုတိုကြီးရဲ့မျက်လုံးထဲမှာမျက်ရည်စာတွေနဲ့အတူပြန်လဲအဆင်ပြေသွားကြပါတယ်ပြီးရင်တော့လူတွေကိုဘယ်လိုပေါင်းသိမ်းရမလဲဆိုတာကိုသိရဲ့နာရိုတိုကလည်းဘီနဲ့ပြန်အဆင်ပြေသွားပြီးသူတို့နှစ်ယောက်ရဲ့ rap တွေကြောင့်နောက်ကလူတွေကတော့နားကြီးနေပါတယ်ဘီကလည်းနာရိုတိုတိုင်းတာတေပါရောလို့ပြောလိုက်ပြီးအခုချိန်ရေတကွန်သွားရင်အောင်မြင်နိုင်လောက်တယ်လို့ဘီကပြောပါတယ်အဲ့လိုနဲ့နာရိုတိုကလည်းအမှန်တရားရေတကွန်မှာအမှောင်ချမ်းနာရိုတိုနဲ့နောက်တစ်ခေါက်သွားတွေ့လိုက်ပြီးနာရိုတိုရဲ့အကြောင်းကို तू ကအတိဆုံးဖြစ်တာကြောင့်သူ့ကိုမောင်းထုတ်လို့ရမှာမဟုတ်ကြောင်းဒုတိယကောင်ကပြောပါတယ်အဲ့ဒါဆိုရင် तू ခုနကချလိုက်တဲ့ဆုံးဖြတ်ချက်ကိုလည်းသိရမလားလို့မေးလိုက်ပြီးသူ့ရဲ့စိတ်ထဲကနေဟိုကာခဲဖြစ်ချင်တဲ့နာရိုတိုဆိုတဲ့လက်မှတ်ကိုရေးပြလိုက်ပါတယ်နာရိုတိုကရာမန်ဆိုင်မှာသူ့ရဲ့မတိစိတ်ကနေရွာသားတွေကိုမယုံကြည်နိုင်တဲ့အတွက်လက်မှတ်မထိုးပေးမိခဲ့တာဖြစ်ပြီးအခုချိန်မှာတော့သူ့ရဲ့စိတ်တွေရှင်းသွားပြီဖြစ်ပေမဲ့ဒုတိယနာရိုတိုကတော့ရွာတွေကလူတွေကသူ့ကိုတကယ်စိတ်ရင်းနဲ့ပြောကြတာမဟုတ်ပဲအမြဲတမ်းအပေခံတယောက်လိုဆက်ဆံခဲ့ကြတာကိုမမေ့နဲ့လို့ပြောပါတယ်အဲ့ဒီကာလတွေကအရန်ခက်ခဲပြီးနာကျင်ခဲ့ရတာကြောင့်ရွာတွေကဘသူ့မှမယုံဖို့ပြောလိုက်တဲ့အချိန်မှာနာရိုတိုကဘသူ့မှတော့မယုံပေမဲ့ကိုတော့ယုံကြည်ရမှာဖြစ်ကြောင်းပြန်ပြောလိုက်ပါတယ်အမုန်းတရားနာရိုတိုကတော့သူတို့နှစ်ယောက်ပေါ်ဒီလောက်ရက်ဆက်ခဲ့ရအောင်ဘာလို့ဒီလူတွေကိုခွင့်လွှတ်ပေးနိုင်ရလဲလို့မေးပါတယ်ခေလာဘီကဘသူတွေဘာပဲပြောသူ့ကိုယ်သူယုံကြည်ပြီးလိပ်ပြတန်းအောင်နေခဲ့တဲ့အတွက်သူသဘောပေါက်သွားတဲ့အကြောင်းနာရိုတိုကပြန်ပြောတဲ့အချိန်မှာသူ့ကိုရောအနှောက်အယှက်တစ်ခုလို့သဘောထားရလားလို့အမုန်းတရားကမေးပါတယ်တကယ်တော့နာရိုတိုမှာအမုန်းတရားဆိုတဲ့တငယ်ချင်းရှိလို့သာတန်မာလာခဲ့တာဖြစ်ပြီးသူ့ကြောင့်ပဲဒီနေရာအထိရောက်လာခဲ့တာကိုပြန်ရှင်းပြလိုက်တဲ့အခါမှာတော့အဲ့ဒါဆိုရင် तू ကအခုချိန်မှာအတုံးမဝင်တော့ဘူးလားလို့မေးရင်တိုက်ခိုက်ဖို့ပြေးဝင်လာပါတယ်ဒါပေမဲ့နာရိုတိုကတော့စီးကျုပ်ကဖတ်ထားလိုက်ပြီးအခုချိန်ထိအရာရာအတွက်ကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းနဲ့မင်းကငါပဲဖြစ်တဲ့အတွက်နာရိုတိုပဲဖြစ်လာပေးပါလို့ပြောလိုက်တာကြောင့်သူ့ရဲ့အမုန်းတရားတွေကချက်ချင်းပြောက်ကွယ်သွားပါတယ်ခေလာဘီရဲ့စိတ်ထဲမှာလူတွေအပေါ်မုန်းတီးမှုနေပါခဲ့တာကြောင့်ရေတကွန်စမ်းသပ်မှုကိုအချိန်တို့တွင်းအောင်မြင်ခဲ့တာကိုနာရိုတိုကသိသွားခဲ့တာဖြစ်ပြီးသူကလည်းပထမအဆင့်ကိုလုံနိုင်ခဲ့ပါတယ် brother က Facebook ကပဲဖြစ်ဖြစ် YouTube ကပဲဖြစ်ဖြစ်ဒီဗီဒီယိုကြည့်နေရဆိုရင်ကျွန်တော်အတွက်အနည်းဆုံးတော့ like တစ်ချက်နဲ့ comment တစ်ခုခုအဆင်ပြေရလေးမှန်းငယ်ပေးဖို့တောင်းဆိုချင်ပါတယ်သဘောကျရင်တော့ share လေးနဲ့ပါကူညီသွားလို့ရပါတယ်ပြီးရင်တော့ခေလာဘီကကိုမီရဲ့ချာကရာကိုထိန်းချုပ်ဖို့သူကဆရာအနေနဲ့တင်ပေးမယ်လို့ပြောလိုက်ရင်ရေတကွန်ထဲကိုဝင်သွားခဲ့ပါတယ်အထဲမှာတော့ရှေးအောင်အဆောက်အဦလို့နေရာတစ်ခုရှိနေပြီးခေါင်းပြတ်တွေရဲ့အယုတ်တွေနဲ့လည်းပြည့်နေပါတယ်ဒီနေရာကဟိုးရင်တွေကဂျင်ဂျူရီကီအဖြစ်ရွေးချယ်ခံရတဲ့သူတွေတန့်စင်ခြင်းအခမ်းအနားလုပ်တဲ့နေရာဖြစ်ပြီးအမီးအောင်တွေနဲ့ဆက်သွယ်လို့ရအောင်ထူးခြားတဲ့နီလန်းတွေနဲ့စောက်ထားတာဖြစ်တဲ့အတွက်ဒီနေရာမှာကိုမီနဲ့တက်ခတ်ရမယ်လို့နာရိုတိုကိုပြောပါတယ်ပြီးရင်တော့ရွေးချယ်ခံရတဲ့သူတွေပဲဝင်လို့ရတဲ့အပေါက်တစ်ခုကိုဖွင့်ဖို့အတွက်ရုပ်ထုရဲ့ပါဇက်ထဲမှာခေါင်းကိုထည့်လိုက်ရမှာဖြစ်ပြီးနှလုံးသားထဲမှာအမုန်းတရားမရှိတော့မှဖွင့်လို့ရမှာဖြစ်တဲ့အပြင်နည်းနည်းလောက်ပဲအမောင်တို့ကြံနေတဲ့သူဆိုရင်အပေါက်ကမပွင့်မယ်ရုပ်ထုကခေါင်းကိုကိုက်ဖြတ်သွားလိုက်မယ်လို့ပြောပါတယ်အဲဒါကြောင့်ပဲလမ်းမှာတွေ့ခဲ့တဲ့ရုပ်ထုတွေကအမုန်းတရားမကင်းစင်ခဲ့တဲ့ဂျင်ဂျူရီကီဖြစ်ကြောင်ဘီကပြောပြပါတယ်။ယာမာတိုကတော့စိတ်ပူနေပေမဲ့နာရိုတိုကသူထွက်ပြေးမှာမဟုတ်ဘူးလို့ပြောလိုက်ပြီးအယုတ်ထဲကိုခေါင်းထည့်လိုက်ပါတယ်။ပြီးတဲ့နောက်မှာအော်တန်တန်နဲ့တူယာမာတိုဆွဲထုတ်လိုက်တဲ့အချိန်ခေါင်းမရှိတော့တဲ့နာရိုတိုကပြန်ထွက်လာပါတယ်။အဲဒါကြောင့်ယာမာတိုကသွေးပြတ်သွားပေမဲ့နာရိုတိုကနောက်နေရဖြစ်ပြီးအထက်ကခလုတ်လေးကိုပဲနှိပ်ရမှာဖြစ်တဲ့ပြင်ခေလာဘီကလည်းသူ့တော်ကအတိုင်းရှောက်ဆနေရဖြစ်ပါတယ်။အဲအချိန်အခန်းတကာပွင့်လာတာကြောင့်အထဲကိုဝင်သွားပြီးအာယုံစိုက်ထားလိုက်ရင်ရေတကွန်တော်ကလို့နာရိုတိုရဲ့အမီးကောင်နဲ့တွေ့ရလိုက်မယ်လို့ပြောပါတယ်။ပြီးရင်တော့နာရိုတိုရဲ့စီးကိုဖွင့်ဖို့တော့ရှိလာလို့မေးလိုက်ပြီးဖွင့်လိုက်တဲ့အချိန်မှာမထိန်ချုံနိုင်ခဲ့ရင်တော့နောက်ထပ်ဂျင်ဂျူရီတယောက်မပေါ်လာမချင်းကိုမီကိုဒီထဲမှာပဲပိတ်ထားရတော့မှာဖြစ်ပြီးအဲယူရချက်နဲ့ပဲဒီလိုင်းကိုစောက်လုပ်ခဲ့တာဖြစ်ကြောင်းကေလာဘီကပြောပါတယ်အဲ့လိုနဲ့ပဲအခန်းတကာကိုပိတ်လိုက်ပြီးနောက်နာရိုတိုအာယုံဆိုင်လိုက်တဲ့အချိန်မှာကိုမီကိုစီးထားတဲ့နေရာရှေ့ကိုရောက်သွားပါတယ်ပြီးရင်တော့သူ့ကိုကြောက်စရာကြည့်ရနဲ့ကြည့်နေတဲ့ကိုမီကိုဘီပြောသလိုနှုတ်ဆက်လိုက်တဲ့အချိန်မှာနာရိုတိုရဲ့အစ်စ်မှန်ကိုသူခံစားလို့မရတော့တာကြောင့်ဘယ်ရောက်သွားလဲလို့ကိုမီကမေးပါတယ်နာရိုတိုကတော့ဂီယူမဆိုင်ပဲဘီနောက်ကနေပြောပြနေတဲ့အတိုင်းစီးကိုဖွင့်ဖို့လုပ်လိုက်တဲ့အချိန်မှာကိုမီကသတိထားပြီးသွားပါတယ်ပြီးရင်တော့တောနဲ့ဖွင့်လိုက်တဲ့အချိန်မှာတော့ကိုမီကရုတ်တရက်ဒေါသတွေနဲ့ထွက်လာပါတယ်ဘီကတော့နောက်ကနေနာရိုတိုရဲ့ကိုပိုင်ချာကရာနဲ့ကိုမီရဲ့ချာကရာကိုဆွဲထုတ်လိုက်ဖို့ပြောနေပြီးချာကရာကိုချာကရာနဲ့ပဲဖမ်းလို့ရတဲ့အကြောင်းပြောပါတယ်အဲ့အပြင်နာရိုတိုအတွက်ပိုပြီးလွယ်ကူအောင်သူ့ရဲ့လက်တံတွေနဲ့ထိမ့်မိထားပေမဲ့တခြားသူရဲ့စိတ်ထဲမှာဖြစ်နေတဲ့အပြင်အရင်ကောင်ကိုမီကိုလည်းလွယ်လွယ်နဲ့ထိန်းလို့မရတဲ့အခြေအနေဖြစ်ပါတယ်ဒါကချာကရာလွန်ဆွဲပြိုင်ပွဲလို့ဖြစ်ပြီးနာရိုတိုနိုင်အောင်မဆွဲနိုင်ရင်တော့နာရိုတိုရဲ့ချာကရာကိုကိုမီကပြန်ဆွဲယူသွားနိုင်တဲ့အကြောင်းပြောလိုက်ပါတယ်အဲ့အကြောင်းကိုမီကလည်းနာရိုတိုကသူ့ရဲ့ချာကရာကိုထိန်းချုပ်ဖို့ရှင်မီနဲ့အတူစူးစမ်းနေရဆိုတာကိုသိသွားပြီးစတင်တိုက်ခိုက်ဖို့လုပ်ပါတယ်အနေအများရဲ့ဆိုပေမဲ့နိုင်သွားရင်လေကိုမီချာကရာကိုတစ်သက်လုံးလိုသလိုထိန်းချုပ်လို့ရသွားမှာဖြစ်တဲ့အတွက်ကိုမီရဲ့အမုန်းတရားကလွှမ်းမိုးသွားတာမခံဘူးဘီကပြောပါတယ်ပြီးရင်တော့ကိုမီပြစ်လိုက်တဲ့ချာကရာကိုနာရိုတိုကိုမထိခင်ဖမ်းဆုပ်လိုက်ပြီးသူ့ရဲ့ပါဇက်ထဲမှာပောက်ခွဲမှုကိုတားဆီးလိုက်ပါတယ်ကျန်တာကိုတော့နာရိုတိုကိုယ်တိုင်ပဲရှင်းလိုက်လို့ပြောတာကြောင့်နာရိုတိုကလည်း Sage Mode နဲ့ Super Giant Rasengan ကိုထုတ်ပြီးတိုက်လိုက်ပါတယ်ဒါပေမဲ့ကိုမီကလွယ်လွယ်ပဲဖျက်လိုက်ပြီးနာရိုတိုကိုပြန်စော်လိုက်ရင်လည်းသူ့ကိုနိုင်မယ်ထင်နေရလားလို့မေးပါတယ်အဲ့ချိန် Sage Mode နဲ့နာရိုတိုကိုဝါကအမီးကနေကင်ပေါက်လိုက်ပြီး Rasen Shuriken နဲ့ကိုမီကိုတိတ်ချလိုက်ပါတယ်အဲ့လိုရုတ်တရက်အားနေသွားတဲ့အချိန်မှာကိုမီရဲ့ချာကရာတွေကိုစုပ်ယူဖို့လုပ်ပေမဲ့ကိုမီကသူ့ရဲ့ချာကရာတွေကိုအမုန်းတရားတွေထည့်ပေးလိုက်ပါတယ်အဲ့ဒါကြောင့်တပ်ဖြတ်ခြင်းစိတ်တွေမုန်းတီးမှုတွေလက်စားချခြင်းတဲ့စိတ်တွေကနာရိုတိုကိုဖုံးလွှမ်းသွားပြီးသူ့စိတ်ကိုရောချာကရာကိုရောထိန်းချုပ်လို့မရတော့ပဲဖြစ်သွားပါတယ်ကိုမီရဲ့အမုန်းတရားတွေကထင်ထားတာထက်ကျန်းနေရကြောင်းအပြင်ကနာရိုတိုမှာပါအမီးကဝေးုံပေါ်လာတဲ့အချိန်နာရိုတိုကကြိတ်မိတ်တီးခန့်နေရင်းနဲ့ဒီနေရာမှာနေလို့ရ
ပါတယ်ဆိုတဲ့အတန်ကိုကြားလိုက်ရပါတယ်သူ့အရှိမတော့သပင်အနီရောင်နဲ့မိမတယောက်ရှိနေပြီးသူ့ကိုလည်းနာရူတိုလို့ခေါ်လိုက်ပါတယ်ဒါကတော့အပိုင်း82ဖြစ်ပြီးအပိုင်း83ကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like share comment နဲ့ YouTube မှာလည်း subscribe လေးတွေလုပ်ပြီးအားပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်